ကုန်ရှိတယ် မင်္ဂလာပါကလေးတို့ရေဒီနေ့လေတာတာမီမီတို့အတွက်အရန်စိတ်ဝင်စားစရာကောင်းတဲ့ပုံပြင်လေးတစ်ပုဒ်ပြောပြမယ်နော်ဟိုးရှိတုန်းကတိတ်ဆိတ်ငြိမ်သက်တဲ့တောအုပ်ကြီးတစ်ခုထဲမှာတရဝါတွေအားလုံးရဲ့ဘရင်ဖြစ်တဲ့ချင်းတိကြီးတစ်ကောင်ရှိတယ်တနေ့တော့ချင်းတိကြီးဟာအစာဝဝစားပြီးတစ်ပင်ကြီးတစ်ပင်အောက်မှာဟောက်တန်ကြီးပေးပြီးနဲ့ချိုက်အိပ်ပျော်နေတာပေါ့အဲ့ဒီအချိန်မှာအနားကတွင်းထဲကနေကြွက်ကလေးတစ်ကောင်ထွက်လာတယ်။စော့ကစားရင်းနဲ့ချင်းသေးကြီးရဲ့နှာခေါင်းပေါ်ကိုမတော်တဆပြေးတက်မိသွားတယ်။ချင်းသေးကြီးလည်းလက်နိုးသွားပြီးဒိုးသားကြီးလည်းကြွက်ကလေးကိုဖမ်းဆုပ်လိုက်တယ်။ပြီးတော့ချင်းသေးကြီးကကြွက်ကလေးကိုဟာတတိကောင်းလာကြီးလားကြွက်ဆုပ်လေးငါကိုများအဲ့ရာကနိုးအောင်လုပ်ရသလားလို့အော်လိုက်တယ်။ကြွက်ကလေးလည်းအယမ်းလန့်သွားပြီးတောင်းပန်ပါတယ်ချင်းသေးမင်းကြီးရဲ့ကျွန်တော်ကိုမစားပါနဲ့ကျွန်တော်အသက်ကိုချမ်းသာပေးပါဒီနေ့ကျရင်ကျေးဇူးပြန်ဆက်ပါမယ်လို့အတန်တုံတုံလေးမဲ့တောင်းပန်ရှာတယ်ချင်းသေးကြီးကကြွက်ကလေးရဲ့စကားကိုကြားတော့ဝါဟာမင်းလိုတဲတဲကိုကိုကြွက်ကလေးကငါ့လိုတောဘရင်ကိုဘလို့များကျေးဇူးဆက်မှာလဲကွာရဲစရာကောင်းလိုက်တာဆိုပြီးလောင်ရဲလိုက်တယ်ဒါပေမဲ့ချင်းသေးကြီးဟာကြွက်ကလေးကိုတနာသွားတာနဲ့ကဲသွားတော့နောက်တစ်ခါငါအနာမလာနဲ့ဆိုပြီးလွတ်ပေးလိုက်တယ်ကြွက်ကလေးလည်းအယမ်းဝမ်းသာသွားပြီးကျေးဇူးတင်ပါတယ်ချင်းသေးမင်းကြီးဆိုပြီးအမြန်ထွက်ပြီးသွားပါတော့တယ်အဲ့ဒီလိုနဲ့ရက်အနှဲငယ်ကြာသွားတယ်တနေ့မှာတော့ချင်းသေးကြီးဟာတောထဲမှာလမ်းလျှောက်နေတော့မုတ်ဆိုးတွေထောင်ထားတဲ့ကျိုးခွင်းနဲ့ဝယ်မိပြီးပိုက်ခွန်ကြီးနဲ့ညှိသွားမှာတော့တယ်ဘလို့မှရုံထွက်လို့မရပဲအားကုန်သွားတဲ့ချင်းသေးကြီးဟာအတန်ကုန်ဟစ်ပြီးအကူအညီတောင်းတော့တာပေါ့အဲ့ဒီအတန်ကိုအဝေးကနေကြားလိုက်တဲ့ကြွက်ကလေးဟာဒါငါအသက်သခင်ချင်းသေးကြီးရဲ့အတန်ပဲဆိုပြီးချက်ချင်းပြေးလာခဲ့တယ်ချင်းသေးကြီးကိုမြင်နာနဲ့ကြွက်ကလေးကမပူပါနဲ့ချင်းသေးမင်းကြီးကျင်းတော်ကဲပါမယ်ဆိုပြီးသူ့ရဲ့တန်မာတဲ့သွားလေးအနေနဲ့တုတ်ခိုင်တဲ့ကြိုးပိုက်ကွန်ကြီးကိုဖြတ်တော့ကိုက်ဖြတ်ပါတော့တယ်ခဏနေတော့ကျိုးတွေပြတ်သွားပြီးချင်းသိကြီးလည်းလွတ်မြောက်သွားပါတော့တယ်ချင်းသိကြီးဟာကြွက်ကလေးကိုကြည့်ပြီးတငယ်ချင်းလေးမင်းကိုသေးတယ်ဆိုပြီးအထင်သေးမိတာငါမားသွားပါရီမင်းကျေးဇူးကြောင့်ငါအသက်ရှင်တာပါလို့ကျေးဇူးတင်စကားပြောလိုက်တယ်ကဲခလေးတို့ရေဒီပုံဝင်လေးကနေဖားတိရလဲဆိုတော့သူတစ်ပါးကိုကူညီရင်ကိုယ့်ကိုပြန်ပြီးအကူအညီရတတ်တယ်ပြီးတော့ဘသူကိုမှသေးငယ်တယ်ဆိုပြီးအထင်မသေးသင့်ဘူးဆိုတာပါပဲကွယ်ငောင်းနေတွေလဲပုံမြင်ခေါင်းလေးတွေနားထောင်မှု channel လေးကို subscribe လုပ်ခဲ့အောင်နော်တတ်တာ